Okay တယောက်ထင်းနေပေါ့နော်ကျွန်တော်စီမှာမြန်မာစင်က9ကက်ပေါ့နော်ယုံကြည်စိတ်ချစွာအားပေးသွားတဲ့ကိုကြီးတော့ပေါ့နော်ကျွန်တော်နေတာမေတ္တာလက်ဆောင်နေနဲ့ဖုန်းပေပေါ့နော်အပိုထက်ထက်ပေးနေရဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဖုန်းပေထက်ထက်ပေးနေရင်းနဲ့ပေါ့နော်မိတ်ဆွေတို့အားလုံးကိုလည်းကျွန်တော်အကြံပေးတာပေါ့နော်ဒီ application လေးကိုအသုံးပြုစေချင်နေပြဒါကတော့ကျွန်တော်တို့ sharing မြန်မာ apps ပေါ့နော်ဒီကောင်းကိုကျွန်တော်အနေနဲ့ဘာကြောင့်သုံးခိုင်းတာလဲဆိုတော့ဒီကောင်းကကျွန်တော်တို့ငွေလွှဲလုံးနေတဲ့သူတွေဖြစ်ဖြစ်အခုမှပေါ့နော်ဒီKBO ဘေကောက်သုံးမဲ့သူဆိုလို့ရှိရင်လည်းဒါဖုန်းပေဖြည့်ဖို့အတွက်ဒီကောင်လေးကိုလုံးဝမရှိမဖြစ်ဆောင်ထားတဲ့နဲ့ဒီကောင်ရဲ့အသာချက်ကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ဖုန်းပေဖြည့်တဲ့ခါမှာဆိုလို့ရှိရင်ချက်ချင်းဖြည့်ချက်ချင်းရောက်တယ်ပေါ့နော်10မိနစ်အတွင်းပေါ့နော်မကြာဘူးဖြည့်ရလည်းရမ်းလွယ်ကူတယ်ပြီးတော့ကျွန်တော်တို့ error ဖြစ်တယ်ဆိုတာလည်းမရှိဘူးဗျအတော်လေးကိုရှားပါတယ်ကျွန်တော်3လဆို2နှစ်ကျော်3နှစ်လောက်ရှိပြီပေါ့နော်ဘာပြဿနာမှမရှိသေးဘူးနောက်တစ်ခုအသာချက်ကတော့ကျွန်တော်တို့ဖုန်းပေ1000ဖြည့်တိုင်းမှာကျွန်တော်တို့ဒီ commission ကအနေနဲ့ကျွန်တော်တို့သူ့ရာခိုင်နှုန်းလိုက်ပြန်ရတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့စုပါများတောင်းဖို့ဖြစ်ပါတယ်နေ့စဉ်ဖုန်းဝေဖြည့်နေတဲ့သူတွေဆိုလို့ရှိရင်အများကြီးတက်တာလေဒါကြောင့်မလို့ကျွန်တော်တို့ခုမှငွေလွှဲလုပ်ငန်းစလုပ်မဲ့သူတွေဖြစ်ဖြစ်ငွေလွှဲလုပ်ငန်းကိုလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီ S လေးကိုပေါ့နော်ဒါတွဲပြီးသုံးပါအရင်နဲ့မှအဆင်ပြေလို့ကျွန်တော်လမ်းညွှန်ပေးခြင်းဖြစ်ပါတယ် Okay ဒါတော့ကျွန်တော်စီမှာပေါ့နော် single မှတ်ထားတဲ့သူတွေကိုကျွန်တော်ဒီနေ့ပို့ဆောင်ပေးဖို့ပေါ့နော်လုပ်နေခြင်းနဲ့မှဒါမိတ်ဆွေတို့ကျွန်တော်ဒီ application လေးကိုပေါ့နော်အသုံးပြုစေခြင်းတို့ဒါပြပေးခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စီမှာဆိုလို့ရှိရင်ဒါမြန်မာစင်ကက်တွေကိုနေ့စဉ်နဲ့များကျွန်တော်ပို့ပေးနေပါတယ်ယုံကြည်စိတ်ချစွာမှာယူအားပေးလို့ရတယ်ခင်ဗျထိုင်းနိုင်ငံအတွင်းပင်နေရဖြစ်ဖြစ်ကျွန်တော်ပို့ပေးပါတယ် Okay အဓိကတော့ကျွန်တော်တို့ဒီကက်တွေကဘာအတွက်သုံးတယ်လဲဆိုတာကိုတစ်ခါတည်းပြောပြပေးခြင်းနဲ့ KPay WePay ဒီကောင်တွေဖွင့်ဖို့အတွက်အသုံးပြုခြင်းဖြစ်ပါတယ်ထိုင်းမှာပေါ့နော်ကိုယ်တိုင်ညီမပြူငွေလွှဲလုပ်ရှင်တဲ့သူတွေအတွက် KPay WePay ကောက်တွေကမရှိမဖြစ်ပေါ့နော်လုံးဝလိုအပ်တယ်ဒါကြောင့်မလို့ကိုယ်တိုင်ပေါ့နော် KPay WePay ကောက်တွေဖွင့်သုံးခြင်းနဲ့ဆိုရင်တော့ညီမစင်ကက်တွေနဲ့ကိုယ်တိုင်ဖွင့်ပြီးတော့အသုံးပြုကြပါလို့အကြံပေးရင်းနဲ့ပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲသိရှင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းဗီဒီယိုရဲ့ comment မှာမေးလာလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါသေးဗျာ